So weekly မှာကြည့်ရင်ဒီတရားနေစရှိမှာတယ်နော်ဆရာဒီနေရာစရှိရတယ်ဟုတ်တယ်အဲ့ဒီထိတ်အဲ့ထိကစရှိမှာဆိုတော့ကျွန်တော်အကုန်ပြပြမှာဆရာစဆွဲလို့ရပြီနော်ဆိုလို့ရပြီကျွန်တော်က1 week ပါပြီးတော့ပြန်ဖြည့်ပြီးကျွန်တော်ခုနကြည့်တာတော့ဒီထိတ်တာဆရာကျွန်တော်စကြည့်ရဒီထိတ်တာကိုယ်ဆရာဒီကောကြာဒီကောင်တက်မယ်ဆိုတော့တက်မယ်ဆွဲရမှာဆရာဆွဲရတက်ကြာနော်ဆွဲကြာokay that is yeah okay so okay swim thisဒီကောင်ချာရောကြားထဲမှာဆိုတော့ဒီကောင်ဒီကောင်sweat ဒီကောင်ဆွေးမယ်တော့ဆိုတော့sweat ကြာpasswordဒီမှာဆရာဟုတ်လားဆရာဟုတ်တယ်Okay အဲ့တော့ဆုံးပြီလားဆရာဆုံးပြီအဲ့ဒါဆိုကျွန်တော် daily ထဲသွားမယ်နော် daily ထဲသွားမယ်ဒီတော့ပါဆရာပြောတော့ဒီဟာဟုတ် service level. You know. Okay. You can organize.ဟုတ်တယ် Okay. အဲ့ဒီဟုတ်တယ်အဲ့ထိတ်ကနေ up trend ပေါ့နော်ကျွန်တော် up trend ကိုကြည့်ရတဲ့အခါမှာဆိုရင် तू က low ကနေ high higher low high high ပေါ့နော် up trend တစ်ခုမှာဆို Billis pullback ကိုကျွန်တော်စစ်မယ်ပေါ့နော် up trend မှာ Billis pullback ဖြစ်ဖို့ဆိုရင်ကျွန်တော်ဘယ်ကိုကြော်ဖို့လိုရတယ်လို့ပြောခဲ့တော့up trend မှာ Billis pullback ဖြစ်ဖို့ဆိုရင်ရှစ်ကန်ရဲ့ဘယ်ကိုကြော်ရမလဲရှစ်ကန်ရဲ့အောက်ဈေးကိုကြော်ရမှာဟုတ်တယ်နော် okay ရှစ်ကန်ရဲ့အနှိမ့်ဈေးပေါ့နော် low price ကိုကြော်ရမှာနော်ဟုတ်ကဲ့ဘယ်လိုဆရာအခုကျွန်တော်မှန်တယ်နော်ဆရာနော် okay မှန်တယ်ဟုတ်တယ်ကြည့်ဒီတော့ဆိုတော့ဘာပဲတော့okay တော့ပါဒီတော့look how I go it's very good go very good it's good to go you to it to it before thatဆက်တာဆိုပြီးတော့လားဆရာ Okay ပြေးပါပြီနော်ဒါဆိုရင်ကျွန်တော်ကြံတဲ့ BUSD MSL ကိုဆက်ပြီးမှတတ်မှတ်မယ်နော် Okay ဆရာတော့ဒီကောင်တော့ဒီပါမယ်ဆိုတော့ဒီကောင်reconstruction okay particular no significant depth
reconstruction ဖြစ်မယ်ဆိုတော့ reconstruction ဖြစ်မယ် reconstruction ပုံစံနဲ့ပုံပြတော့အဲ့မဲ့ဆက်ပြစင်သွားတော့illustration should be on it's in ready limits up reconstruction to me send back we look that way alright Yeah, be what you said. Okay okay so မှန်တယ်နော် so ဒီကောင်လေးကိုကျွန်တော်ဒီပုံလေးကိုစေ့ထားမယ်ပေါ့နော်စေ့ပုံစေ့တဲ့အခါမှာကျွန်တော်ပုံလေးကိုစေ့တက်လား ပုံစေ့တယ်ဟုတ်ကဲ့ဆရာကျွန်တော်ထင်တာတော့ဒီလိုသွားမယ်ထင်တယ်ဆရာဒီလိုသွားမယ်သွားပြီးတော့မှစေ့ချက်ပြီးဟုတ်ကဲ့ဟုတ်တယ်ဆိုအဲ့တော့စေ့ထားတယ်ပေါ့နော်ဒါဆိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒါကျွန်တော်ဘယ်နာမှကျန်လာလဲဆိုတော့ပြန်ကြည့်လို့ရပါပေါ့နော်ဆိုတော့ကျွန်တော် screen share လိုက်မယ်နော်ဆိုတော့ဒီဆွဲတဲ့အခါမှာသတိထားမယ်အပိုင်းလေးကိုကျွန်တော်ပြန်ပြီးမှလုပ်ပေးမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ခဏတုန်းကကျွန်တော်ဒီမှာဆိုရင်ဒါ time frame အကြီးကိုကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဒါခဏတုန်းကပေါ့နော်ကျွန်တော်ဆွဲလိုက်ခဲ့တဲ့ structure တိုင်းမှာသူ့ရဲ့base movement နဲ့ညီ structure လေးတွေရှိရပါတော့ကျွန်တော်ဒီခဏတုန်းကနောက်ဆုံးဖြစ်ခဲ့တဲ့ဒီနားလေးကြည့်လိုက်ပုံမှန်အဖြစ် lower high lower low သွားခဲ့တဲ့ဒီနားလေးတစ်ခုရှိတယ်ဟုတ်နော်ဆိုဒီပါစဉ်ဒီ structure အတွင်းထဲမှာပဲသူ့ရဲ့ base movement နဲ့ညီဖြစ်နေတဲ့ structure လေးရှိရသလားဒီမှာဆိုရင်ကျွန်တော်ကြည့်လိုက်ဒီ take ကနေ okay high ကနေ low lower high lower low lower high lower low 对လားဒါကိုလည်းကျွန်တော် live ပြမှာ base movement တွေတက်မှတ်လို့ရရနော်ဟုတ်လားဒီမှာဆိုရင်ဆင်းလို့ဆိုအဲ့ဒါကကျွန်တော်အများကြီး live လုပ်ကြည့်လိုက်ဒါဆိုရင်ကျွန်တော်သူ့ရဲ့အထာလေးကျွန်တော်တော်တော်လေးနှက်သွားလိမ့်မယ်နော်မများဆွဲကြည့်လေသူ့ရဲ့သဘောတရားကျွန်တော်ပုံမြင်တာတွေပဲနော်နောက်တစ်ခုကကျွန်တော်နေ့စဉ် market structure တွေမှာကျွန်တော်ဆွဲတဲ့အခါမှာ live ပြမှာကြည့်လို့ရတယ်နော်အချိန်ကြလို့ရှိရင်အများကြီးပုံပြမှာသဘောပေါက်သွားလိမ့်မယ်နော်ဒီမှာဆိုရင်ရှေ့မှာရှိတဲ့ဆွဲလုံးကိုဖောက်တယ်ဒါဒီ BOS ပဲနော်ရှေ့မှာရှိတဲ့ဆွဲလုံးကိုဖောက်တယ် BOS နော်ဒီမှာဆိုရင်ရှေ့မှာရှိတဲ့ဆွဲလုံးကိုဖောက်တယ်ဒါဒီ MS ပြောတော့သလားဆိုအဲ့ဒီဘောပဲပေါ့နော်ဒါဒီနေရာတစ်ခုပဲဆွဲတာအများကြီးမဟုတ်သေးဘူးသလားကျွန်တော်တို့ပြဟိုးဟာတွေကကျတော့ဒါ long term မှာဆွဲခဲ့တဲ့ကောင်တွေပေါ့နော်ကလေးမှာကြည့်လိုက်တဲ့အခါသူ့ရဲ့ structure ကနေမှာဆိုရင်သူ့ရဲ့ main structure ပေါ့နော် lower high lower low lower high lower low တကယ်ကခဏတော့အခုဆွဲလိုက်တဲ့ဒီကောင်ထိတ်တွေကဆိုဒါကသူ့ရဲ့ weekly ရဲ့ structure နဲ့ဆွဲမယ်ဆိုအဲ့ဒီကောင်တွေကပါမှာဒါပေမဲ့ကျွန်တော်ဆွဲလိုက်တဲ့အချိန်ဒီတစ်ခုပဲဆွဲတာမလို့ဒီကောင်တွေမဆိုင်တာနော်တကယ်ကျွန်တော်အားလုံးဆွဲမယ်ဆိုရင်တော့ဒါဒီလိုပုံစံဖြစ်သွားရမယ်လေဒါ lower height ကိုပြန်လာတယ် lower low သွားတဲ့အဆင့်မရှိတာဒါဆိုရင်ဂျားထဲမှာရှိတဲ့ကောင်ဒီကောင်တွေအားလုံးက internet ပဲတဘောပါလားအဲကြောင့်ကျွန်တော်တို့ဒီကောင်တွေမတက်မှတ်တာပေါ့နော်ရမယ်နော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာโอเคအဲ့ဒါလေးကိုသတိထားပြီးတော့ကျွန်တော်ဆွဲကြည့်ကြည့်ပေါ့နော်ဒါဆိုရင်အများကြီးအဆင်ပြေသွားနိုင်မယ်နော်โอเคဒါသူ့ရဲ့ဆိုကြကျွန်တော်ပြောခဲ့လေ down trend တစ်ခုမှာ lower high ကိုပြန်လာတယ်ရှေ့မှာရှိတဲ့ဆွဲလုံးကိုဖောက်မှသာတယ် lower low ဆိုတာဖြစ်လာတာโอเคနော်မဖောက်သင့်မဲ့သူကြားတဲ့ပါโอเค example အဖြစ်ပေါ့နော်ဒီ take ကနေတဖြည်းဖြည်းချင်းစီ तू က lower high lower low နဲ့ဆင်းလာခဲ့ဒီတတိလေးဆိုတာတော့ရှိတယ်ဒါကတော့သူ့ရဲ့ time frame အလိုက်ပေါ့နော်ခဏတော့က base book ပဲဖြစ်တာတော့ base book ပဲဖြစ်တာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်သွားရောလို့မရဘူးနော်
ဆို ဆို တော့ တော့ဆရာအဲ့ဒါဆိုရင်ဆရာဆွဲတယ်လို့ဒီလိုမြင်းကြောင်းအရှိကြီးတစ်ကြောင်းပဲဆွဲရမှာလားဒီလို line တွေဆွဲရမှာလားဆရာခုနမြင်းအရှိကြီးတစ်ကြောင်းပဲဆွဲသွားတယ်ဒီလို line တွေနဲ့ဆွဲတာဆိုဘယ်ကအမှန်ဆရာ ဆိုနှစ်ခုစလုံးမှန်တယ်ဒါသူ့ရဲ့ long term နဲ့ short term ကို꿰အောင်မြင်စေချင်တာပေါ့နော်အဓိကကျွန်တော်ဒီမှာဒီလိုဆွဲပြတယ်ဆိုတာက long term သူ့ရဲ့ long term ဆွဲကြတော့ဒီဆွဲချပေါ့နော်ဒါပေမဲ့သူ့ရဲ့ short term မှာဖြစ်နေတဲ့ကောင်ကဒါဖြစ်နေတယ်ဆိုတော့ကျွန်တော်꿰အောင်ပေါ့နော်မရောတော့ပြောတာဒါကျွန်တော် example တစ်ခုဆွဲပြတာပေါ့နော်တဘောပါလားဟုတ်ကဲ့ okay နော်အဲ့တော့ဒါကကျွန်တော် example ပြတာပဲရှိတာနော်ခဏလုံးကကျွန်တော်အဓိကပေါ့နော်ဒါဒီ okay long term ဒါဒီ short term ဆိုတာပြောတာကျွန်တော်တကယ်လို့ဒါ down trend တစ်ခုမှာသူ့အနေနဲ့ lower high ကိုပြန် lower low သွားတယ်ဆိုရင်ကျွန်တော်စဉ်းစားရလေလေသူက trend တစ်ခု change မှုဆိုတာကဒီအပေါ်ကိုဖောက်မှတာလေ long term trend change လို့ကျွန်တော်ပြောလို့ရမှာလေတဘောပါလားသူကဂျားထဲမှာဖောက်နေတဲ့ဒီကောင်တွေကကျတော့ဒါသူ့ရဲ့ internet trend ကိုပဲဖောက်တာဒီတစ်ခုလုံးကိုဖောက်တာမဟုတ်သေးဘူးဆိုတော့ပြောချင်တာအဲ့တော့꿰အောင်ပေါ့နော်ဟုတ်ကဲ့တဘောပါပြီနော် ဟုတ်ကဲ့ဆရာတဘောပါပါ okay so အဲ့မှာကျွန်တော်တို့ရှေ့တုန်းကလည်းဒီမှာဆိုခဏတုန်းက weekly မှာဒီ trend တစ်ခုရှိရလေဒါပေမဲ့သူဒီမှာဖောက်သွားတယ်ဆိုတာကဒီတစ်ခုလုံးကိုဖောက်မယ်ဆိုတော့ပုံစံမျိုးမဟုတ်သေးတယ်ဒါပေမဲ့သူဒီကြားမှာရှိတဲ့ internet trend ကိုတော့ဖောက်နေပြီဆိုတဲ့သဘောပဲရောသွားအောင်ပေါ့နော် so အဲ့ဆိုကျွန်တော်ဒီမှာဆိုဒီအပိုင်းအနေနဲ့ပတ်သက်ပြီးမှကျွန်တော်ပြန်မေးရှင်းတဲ့ဟာတွေရှိအောင်မလားမရှိပါဘူးဆရာတော့ပါပါဆရာ so okay so အဲ့တော့ဆိုကျွန်တော်နည်းနည်းလေးထပ်ပြီးမှလိုက်ပြီးမှလေ့ကျင့်တာမျိုးတွေလုပ်ကြည့်မယ်ပေါ့နော်နောက်ပြီးမှကျွန်တော်သင်ခန်းစာဗီဒီယိုလည်းပြန်လိုက်ကြည့်လို့ရတယ်နော် so ကျွန်တော်ဒီနေ့ကတော့ကျွန်တော် trade တော့ပြောစားတော့မရှိတော့ဘူးအဲ့ဒါတွေပဲပြန်ပြီးမှလုပ်ကြည့်လိုက်နော်ဟုတ်ကဲ့ဆရာ okay ဟုတ်ပြီ so အဲ့တော့ကျွန်တော်မနေ့ပြန်မှပြန်ဆောင်ကြမယ်နော်ဟုတ်ကဲ့ဆရာဆရာဖတ်ခိုင်းတဲ့ဟာတွေလည်းကျွန်တော်ဖတ်ထားတယ်နော်ဆရာနော်ဟုတ်ကဲ့ပါ okay ဟုတ်ပြီ so bye bye ကိုဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာဟုတ်ကဲ့ပါ